Hello morning မှာခုကတော့အဖေရဲ့မေးလို့မရပါဆိုတဲ့ချင်းကိုရိုက်ဖို့ဒီခေါမိုးပေါ်ကိုရောက်ချင်းကိုစိုက်ဟာအဖေ say hi မင်္ဂလာပါ လာဒီတချင်းကဘာလို့ရေးရလဲ တင်ဝင်းစင်မမှာ အာဟုတ်တင်မယ်ဘူးရောနော်ဟုတ်ငယ်ချင်းနေရိုက်မဲ့ကိုမနာဟိုလေးอ่ะချမ်းမြေပါ ချမ်းမြေဒီနာမည်အဲ့တော့ကိုရွှေကောင်းကဲပြီးရင်ရိုက်တဲ့ scene လေးပါနည်းနည်းထည့်ပေးမယ်နော်ချိန်တိုင်းတတိယတဲ့ခဏလေးဆိုအခုတော့ရင်မအောင်မိလိုက်ရတာဒီတဲ့နေရာရောက်နေလဲလမ်းပြောပါအောင်လမ်းပြောပါအောင်ကဲမင်းလိုများဘူးကွယ်တကယ်မင်းလိုများပါကွယ်ချိန်တိုင်းတတိယတဲ့ပြောရင်တော့တီးတဲ့တစ်ခါမှ drum မတီးဘူးပါဘူးအခုပဲတင်ပြီးအခုပဲဝင်တီးလိုက်တာပါအခုပဲတင်လိုက်တာရသွားပြီလမ်းပြောပါအော်ဒါ drum တီးတင်ပေးလိုက်တဲ့ဦးဘက်ကပေါ်ပါသူက3မျိုးတင်ပေးလိုက်ပါတယ်တော်တော့ဒီတစ်ချင်းမပြန် အဖေတချင်းအတွက် script တွေကိုကိုယ်တိုင်ရေးပါတယ်ခုဒီ drum ပြီးတဲ့ script ကလည်းခုပဲ idea ရပြီးရေးပြီးတော့ကျင့်ပြီးတော့တခါလေ shooting ထဲမှာထည့်ရိုက်လိုက်တာပါမင်းလိုများဘူးကွယ်တကယ်မင်းလိုများပါကွယ်ချိန်တိုင်းသတိရတဲ့သိမချဘူးခဏလေးဆိုအခု